ကိုပါမာနဲ့ Morgan Rogers တို့ ice ကို2ယောက်စီကနေကျွန်တော်တို့ Chelsea ဘယ်လောက်ထိမျှော်လင့်လို့ရနိုင်တယ်လဲမင်္ဂလာပါကိုခိုင်း Chelsea fan page ကနေအပြောင်းကျွန်တော်များအားလုံးကိုကြိုဆိုပါရစေကျွန်တော်ခန့်ပါဒီဗီဒီယိုမှာတော့ကိုပါမာနဲ့ Morgan Rogers တို့2ယောက်စီကနေကျွန်တော် Chelsea အသင်းဘယ်လောက်ထိမျှော်လင့်ချက်တွေထားလို့ရနိုင်မလဲဆိုတဲ့အကြောင်းအလေးကိုသုံးသပ်ဆွေးနွေးတော့မှာဖြစ်ပါတယ်ပထမဆုံးပြောချင်တာဒီသားသမား2ယောက်စီကနေကျွန်တော်တို့ရနိုင်တဲ့ benefits တွေအကျိုးမြတ်တွေကပိုးစိုးပတ်ဆက်မျှော်လင့်လို့ရပါတယ်တခုပြောချင်တဲ့ဒီဗီဒီယိုလေးကကျွန်တော်ရဲ့ opinion တတ်တာဖြစ်ပါတယ်ဆိုတော့ Morgan Rogers ကိုကျွန်တော် Chelsea ကဘာကြောင့်ပြောင်းရွှေ့ကြီးစံချိန်တင်အမောက်ပမာဏသုံးပြီးခေါ်ခဲ့တယ်လို့ထင်တယ်အဓိကတော့ကိုပါမာနဲ့ပေါင်းဆက်ပြီးရရှိလာနိုင်တဲ့ထင်မထားလောက်အောင်ကျန်းနိုင်တဲ့အကျိုးမြတ်တွေကြောင့်ဖြစ်ပါတယ်တကယ်တော့ကိုပါမာနဲ့ Morgan Rogers ဘသူကိုပိုကောင်းလဲဘသူတန်ကြီးပိုမြင့်တယ်လဲဆိုရင်လက်ရှိ current အခြေအနေရ Morgan Rogers က10တန်းလောက်တန်ကြီးမြင့်ပေမဲ့ပိုကောင်းတဲ့ကစားသမားဒီကိုပါမာဖြစ်တယ်ကျွန်တော်နောက်မှ Rogers နဲ့ပါမာဘသူပိုကောင်းလဲဆိုတဲ့ topic လေးကိုလုပ်ပေးမယ်လောလောဆယ်အချိန်တော့ကိုပါမာကိုတည်ရင်းနဲ့ပါမာနဲ့အကောင်းဆုံးအတွဲဘက်ကဘသူလဲဆိုတာလိုက်ရှာရင်ဒါ Morgan Rogers ဒီတခုတည်းအဖြစ်ထွက်ခဲ့တဲ့ကစားသမားလို့ဆိုရမှာပါအဲ့တော့ပါမာနဲ့တည်ပေးမဲ့ကစားသမားပါမာနဲ့ relation ကောင်းတစ်ခုလည်းရှိရမယ်ကစားပုံလည်းတက်ရောက်မှုတူညီရမယ်တက်ရောက်မှုတူညီတော့မှတယောက်တစ်ပေါက်တက်ရောက်မှုဖြစ်တာမျိုးမဟုတ်ပဲဒီကစားသမား2ယောက်ပေါင်းဖက်မှုကနေထွက်လာမဲ့တက်ရောက်မှုကြီးမားမယ်ဆိုတဲ့ပုံစံမျိုးပေါ့ဥပမာပြောရင်ဒီကမ္ဘာဗလာမှာပြင်သစ်လက်ရွေးစင်အသင်းရဲ့ front 4ကတွဲလုံးမျိုးတွေ PSG အသင်းရဲ့တိုက်စစ် attacking triangle တွဲလုံးမျိုးတွေကိုဆိုလိုတာပါ Cover Scalia Desawe Doué Osman Dembele 3ယောက်စီကထွက်တဲ့ performance ကကြောက်စရာကြီးတယောက်ချင်းစီကောင်းပါတယ်ဆိုကမှတယောက်တစ်ပေါက်ကစားနေတာမဟုတ်ပဲအဲ့ဒီ3ယောက်ရဲ့နားလည်မှုအားတွေကနေထွက်တဲ့ performance ကတခြားအသင်းတွေကိုခေါင်းတစ်လုံးပိုတာခဲ့တယ်ပြင်သစ်လက်ရွေးစင်အသင်းလဲထိုနည်းတူပဲပြင်သစ်လောက်ကောင်းတဲ့တိုက်စစ်စုဖွဲ့မှုဆိုတာစပိန်လည်းမမီဘူးဗျာကမ္ဘာ့ဖလားမှာဘယ်အသင်းမှမရှိဘူးသူတို့ရှုံးနေသွားတာဒီကွင်းလင်မှာအင်အားနည်းတဲ့အတွက်ကြောင့်စပိန်ကိုရှုံးနေသွားတာဒါပဲဒါတော့ William Saliba မပါလို့ပြောချင်တာအဲ့ဒါလို့နားလည်မှုအားကောင်းကောင်းနဲ့ relationism ဘိုင်းကော positionism ဘိုင်းကောအကုန်လုံးပြည့်စုံနိုင်မဲ့အစုအဖွဲ့ကိုတည်တဲ့နေရာမှာပါမာအတွက်အသင့်တော်ဆုံးကစားသမားက Morgan Rogers ဖြစ်တဲ့အတွက်ကြောင့်Morgan Rogers ကိုအဲ့လောက်ထိငွေကြေးအမောင့်ပမာဏပေးပြီးခေါ်လိုက်တာပါအဲ့ကျွန်တော်တို့ဇာဘီလွန်ဆိုရဲ့ viewer ဘိုင်းနဲ့တစ်ချက်ပြန်လဲအချိုးချကြည့်မယ်ဆိုရင်အလွန်ဆိုက3 back ကိုတည်တယ်3 back တည်ရင်ကျွန်တော် winger အစ်စ်3လို့မသိတော့ပါဘူးဘာကြောင့်လဲဆိုတော့သူက wing back ကစားသမားတွေပါသွားတဲ့အတွက်ကြောင့်ပါအဲ့တော့ wing back နဲ့ winger တွေနှစ်ယောက်လုံးသုံးမယ်ဆိုရင် central zone မှာအားနည်းမှုကြုံရနိုင်တယ်အဲ့တော့ winger တယောက်နဲ့ central zone ကအမှန်တမ်းပြောဂျားထဲမှာ half space ဆိုတဲ့နေရာတနေရာလွတ်နေတယ်ဝင်ဖြစ်ပေးမယ်ဆိုရင်ဝေးတယ်အဲ့တော့ကျွန်တော်တို့ဒီ white play တွေကစားရင်ဒါအသင်းက strong ဖြစ်ပေမဲ့ central zone မှာ overload လုပ်တဲ့အခါဒါမှမဟုတ်ရင် defensive ဘိုင်းမှာ numerical advantage ယူမလား attacking ဘိုင်းမှာ numerical advantage ယူမလား central zone တွေကိုပဲပြုံတိုးကြမှာ half space ကိုလည်း central zone လို့ပဲသတ်မှတ်ကြည့်မယ်ဆိုရင်တကယ် wing စစ်ကစားသမားတွေကဇာဘီလွန်ဆိုရဲ့3 back viewer ဘိုင်းမှာတိတ်အဆင်မပြေဘူး winger စစ်တွေကိုပြောတာနော် explosive ဖြစ်နဲ့အဲ့ touch line တွေကနေ side line တွေကနေဆွဲပြေးမဲ့ဒါ Jimmy Gideon Stoll လို့ Garnacho လို့ winger မျိုးတွေကိုပြောတာအဲ့တော့ဒီ player တွေကိုနီးပြဇာဘီလွန်ဆိုကပုံပြောင်းပေးရလိမ့်မယ်အေးပုံပြောင်းပေးမယ်ဆိုရင်နေရာနဲ့နေရာပြောင်းလို့ရတယ်မင်း wing back အဖြစ်ဆော့မလားဒါမှမဟုတ်ရင်လုံးဝပုံပြောင်းပြီး attacking midfielder တယောက်အဖြစ်ဆော့ half space မှာနေရာယူရမယ်အဲ့ဒါလို့ပုံပြောင်းရင်လေကျွန်တော်တွေကနီးပြရော့ဆိုပြီးပုံပြောင်းလို့ပြောလိုက်လို့မရဘူးတခြားပြောင်းလဲရမယ့်အပိုင်းတွေတပုံတစ်ခေါင်းရှိတယ်သူ့ရဲ့စိတ်နေစိတ်ထားပိုင်းတခြားအပိုလေးချင်းရမယ့် niche နှစ်ပိုင်းတွေထားပါတော့ winger တယောက်ကမြန်နှုံးမြင့်ပြီးကစားတဲ့ပင်မဲ့အဲ့ဒီ half space မှာ AM တယောက်ပုံစံကစားမဲ့ကစားသမားတယောက်က shooting ပိုင်းတွေ passing ပိုင်းတွေ chance create ပိုင်းတွေပိုလေးချင်းရတော့မယ်အဲ့ပြောချင်တာဗျာ Chelsea မှာ winger တွေတောင်ပုံရာပုံရှိနေပေမဲ့ဇာဘီလွန်ဆို3 back သုံးမယ်ဆိုရင် half space မှာဝင်ဆော့မဲ့ attacking midfield playing style ကစားသမားမျိုးထက် wing back ပုံပြောင်းခြင်းတဲ့အဲ့ဒါလို့ပုံပြောင်းနိုင်မဲ့ကစားသမားတွေပဲများနေတယ်အဲ့ဒါကြောင့်
Giovanni Quina ကိုခေါ်ပြီးသားဖြစ်ပေမဲ့ win back အဖြစ်သုံးမယ်ဆိုတဲ့ယူဆချက်တွေပေါ်ထွက်လာတာပါတကယ်တမ်းလဲ Giovanni Quina ကမြန်နှုံးအားပြုတဲ့ player ဖြစ်တဲ့အတွက်တနည်းအားဖြင့် power ဘိုင်းနဲ့ physical ဘိုင်းကိုအားပြုတဲ့ player ဖြစ်တဲ့အတွက်သူ့ကိုနီးစနစ်ပိုင်းကြေညက်တဲ့ကစားသမားတယောက်ပုံစံပြောင်းပေးဖို့ဆိုရင်အချိန်တွေအများကြီးလိုတယ်သူကိုယ်တိုင်လည်းဒါပြောင်းချင်အောင်မှာသူ့ရဲ့ playing style ကိုပြောင်းဖို့ဆိုတာမလွယ်ဘူးနီးပြဘလောက်ပြောင်းကစားသမားပြောင်းချင်တဲ့စိတ်ဆန္ဒရှိမှပြောင်းတာအဲ့အတွက်ကြောင့် Giovanni Quina ဆိုရင်ဒါ wing back ကစားသမားအဖြစ်နဲ့ပဲကစားမှာကျွန်တော်နောက် Jimmy Giddens အဲ့တိုင်းပဲကစားလိမ့်မယ် Jimmy Giddens အထဲထဲဝင်တိုးပြီးစော့မယ်ဆိုရင်လည်း Jimmy Giddens အဲ့တလောက်ထိနီးစနစ်ပိုင်းကအဆင်မပြေဘူးဗျာအဲ့တော့ Chelsea ရဲ့ winger တော်တော်များများပုံပြောင်းရင်ပြောင်း win back အဖြစ်စော့ရင်စော့မစော့ရင်အသင်းက list ဆိုတဲ့ပုံတိုင်းဖြစ်သွားလိမ့်မယ် Patronato ကျန်နေသေးတယ် Nato ကလည်းတကယ် winger စစ်တယောက်ဖြစ်တဲ့အတွက် Chelsea မှာဆက်ရှိနေဖို့ကမသေးကြတော့ဘူးအဲ့ဒီမှာပြောစရာဖြစ်သွားတာကန်ကောင်းသွားတာလို့မဟုတ်ဘူးပေါ့နော်ကျွန်တော်ကြိုတင်တွက်ကိန်းမှန်သွားတာက Estevan လေးကျွန်တော် Estevan ကိုခေါ်လိုက်တာက Estevan ရဲ့ versatile သုံးလို့ရတဲ့ playing style ကြောင့်ဖြစ်ပါတယ် Estevan က Palmeiras မှာတွေက EM ဖြစ်လဲကစားခဲ့တယ် win နှစ်ဖက်လုံးမှာလည်းကစားခဲ့ရတဲ့အတွက်ကြောင့်သူက touch time ကနေထောက်လျှောက်ဆွဲပြေးမဲ့ power အားပြုတဲ့ player မဟုတ်ဘူး Estevan William က innate skill လည်းကောင်းတယ်ဒါပင်ကိုအရေးချင်းရှိတယ်ဆိုလိုတာပေါ့နော် technique နီးစနစ်ပိုင်းလည်းကျွမ်းကျင်တယ် power ဘိုင်းလည်းမစိုးဘူးအဲ့ဒါကြောင့် complete ဒါ winger လို့ပြောလို့ရတယ်သူကဆွဲစုံသုံးလို့ရတယ်ပြည့်စုံတဲ့ winger ကစားသမားတစ်ယောက်လို့ဆိုနိုင်ပါတယ်အဲ့ဒါကြောင့် Estevan William ကိုသုံးမယ်ဆိုရင်လည်းပါမာနဲ့ Morgan Rogers တို့လိုပုံပြောင်းပေးဖို့ဆိုတာအဲ့တလောက်ထိမခက်ခဲဘူးဒီကုတို့ဘလုံးသားကျင်နေဆိုတော့ football game မှာ iMac ကိုငါတို့လိုမဲ့ sports ကိုနဲ့ one expert ကိုဂျွန်ဂျူကစားလို့ရတယ်လို့ဘန်းဝင်နဲ့လည်းကစားနိုင်ပါတယ်အသေးကြီးနေဆိုတော့ဘဘနံပါတ်39639353မှာဆက်သွယ်စုံစမ်းမေးမြန်းလို့ရပါတယ်အဲ့တော့ပြောချင်တာပါမာနဲ့ Morgan Rogers တို့အကြောင်းပြောရရင်တခြားသောအကြောင်းတွေပါဆက်ဆက်သွားတယ်နန်းတောင်ရှည်သွားတယ်ထားလိုက်ပါအဲ့တော့ကိုပါမာကဘဲကြီး Morgan Rogers ကညာကြီးတန်တယ်အဲ့တော့ inverted ပုံစံမျိုးတွေနောက်ပိုင်းမိပြတွေကထားဆော့ကြတယ် inverted ဆိုတော့ပြောင်းမြန်ပေါ့ဗျာအရင်တော့ inverted winger နဲ့အခု half space မှာနေရာယူတဲ့ကစားသမားတွေဖြစ်ပုံပြောင်းသွားတယ်။ तू က narrow ပုံစံသွားမှာပဲ narrow ပုံစံဆိုတော့အဲ့လိုမြားဦးပုံစံချိုးပြီးတော့ central zone ကနေဝင်တိုးမဲ့ကစားသမားမျိုးတွေတကယ်လို့ side line မှာဝင်ဖြည့်ပေးဖို့လိုရင်လည်းဖြည့်မယ် central zone ထဲမှာ Kaisero နဲ့ Anzo လူလိုရင်လည်းဝင်ဖြည့်ပေးမယ်ဆိုတော့ကစားပေါက်ရှိတဲ့သူတွေအဲ့တော့ Morgan Rogers ကတနစ်တဲ့တနစ်ပိုတက်လာတယ်ပြီးခဲ့တဲ့2025-26ဘောလုံးရသည်မှာ defensive action တွေပိုကောင်းလာတယ်အဲ့ဒါကြောင့်ပါမာနဲ့ Morgan Rogers နှစ်ယောက်စီကရမယ် benefits ကအများကြီးပဲဗျခုနကညာချီဘေချီပိုင်းကိုဆက်ပြောမယ် Morgan Rogers ကဘဲတောင်မှာညာချီနဲ့တာဝန်ယူပြီးကိုပါမာညာတောင်မှာဘဲချီနဲ့တာဝန်မယ်လှမ်းပြီး caf မဲ့အကွက်ကြီးတွေဗျအဲ့ဒီ caf တဲ့အပိုင်းမှာ Rogers ကိုပါမာကတော်ကျန်းတဲ့ကစားသမားတွေမှာပါတယ်အခု Michael Olise တို့ Lamine Yamal တို့လှမ်း caf ပုံနဲ့ level အနေထားလိုက်တဲ့သူတွေနော်အဲ့ caf တယ်ဆိုတာဒါ inside caf ရှိရမယ်ဗျာ outside caf ရှိမယ်ဗဇက်ကပြောရတာလွယ်တယ်တကယ် queen နဲ့မှာ PR နဲ့လှမ်းကတ်မဲ့ position အနေထားနဲ့ကြည့်မယ်ဆိုရင်သူတို့ပင်ကိုပါရမီကောင်းမှဖြစ်လိမ့်မယ်အဲ့ဒါလို့ inside caf တွေကောင်းတဲ့ player တွေထဲမှာ Morgan Rogers ကိုပါမာစတဲ့ကစားသမားတွေကထိတ်ဆုံးကပါပါတယ်ပြီးခဲ့တဲ့ဘောလုံးရသည်တုန်းကလည်း Morgan Rogers Manchester United ကိုပုံစံတူအဲ့လိုနှလုံးတိတိ inside caf တွေနဲ့သွင်းသွားတဲ့ပွဲတစ်ပွဲရှိတယ်ကိုပါမာကတော့ဒါ proven ပြလုပ်ပြီးသား player ပဲကျွန်တော်အဲ့လို caf တွေကန်နိုင်လားမကန်နိုင်လားတိတ်မေးနေကြမလို့အမြင်ဘောတွေလည်းရတယ်အောက်ဘောတွေလည်းရတယ်အဲ့ဒါကြောင့် low block ကစားတဲ့အသင်းမျိုးတွေနဲ့တွေ့ရင် deep block ကစားတဲ့အသင်းမျိုးတွေနဲ့တွေ့ရင်အဝေးကနေလှမ်း caf နိုင်မဲ့ player တွေကအမတန်ကိုလိုအပ်တယ်ဒီချိန်မှာ Morgan Rogers ကဘဲတောင်မန်ကိုညာပေါင်းနဲ့ caf ကိုပါမာညာတောင်ပန်ကိုဘဲပေါင်းနဲ့ caf မယ်ဆိုရင်ပြိုင်ဘက်နောက်ခံကစားသမားတွေအနေနဲ့တော်တော်လေးစဉ်းစားခက်ပြီးအဖြေရှာခတ်နိုင်တယ်ဒါတိုက်စစ်စုဖွဲ့မှုတစ်ခုကို Chelsea ဦးတည်တယ်လို့ထင်ပါတယ်ကျွန်တော်ရဲ့ဒီသုံးသက်ချက်က on paper ပေါ်ကရင်ခုန်စရာကောင်းတဲ့အကြောင်းအရာထက်တော့အနည်းငယ်ပိုတယ်ဘာကြောင့်လဲဆိုတော့တချို့အပိုင်းတွေကနည်းနည်းလက်တွေ့ဆန်ဆန်သုံးသက်တဲ့အပိုင်းလေးတွေပါတဲ့အတွက်ကြောင့်ပါတကယ်ကိုတိုင်ဒီကစားသမားနှစ်ယောက်ရဲ့ဆွမ်းဆောင်ရည်ပိုင်းတွေကိုလည်းလိုက်ရှာကြည့်ပါ Morgan Rogers က left wing left half space left AM စတဲ့နေရာတွေကနေသူ့ရဲ့ညာခြေထောက်နဲ့ land caf တာအားတန်တယ်လို့ကိုပါမာကလည်း right wing right attacking midfield right half space စတဲ့နေရာကနေထိုးဖောက်တာအားတန်တဲ့ကစားသမားတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကတော့ဒီအဝေးကန်ချက်တွေနဲ့ပြိုင်မဲ့နောက်ခံကစားသမားတွေကိုချင်းချောက်ရင် Joao Pedro ရဲ့လိုက်တွဲပေးတဲ့တွဲလုံးတွေကနေ Chelsea ရဲ့ attacking triangle ကတော့အတော်လေးရင်ခုန်စရာကောင်းပြီးထိတ်တန်းအဆင့်မှာရှိမယ်လို့တတိချယုံကြည်ထားပါတယ်ခင်ဗျ